အဲ့ဒီစိတ်ဆွဲလန်းမှုတွေကိုတမန်အားဖြင့်မှန်ကန်တဲ့အတွေးနဲ့ပယ်ဖြောင်းနိုင်တော့လေအမြစ်ပါပြုတ်အောင်ပယ်ဖြောင်းဖို့ကြတော့မြတ်ဗုဒ္ဓဟောကြားတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်ရမှာဖြစ်တယ်ဝိပဿနာကျင့်စဉ်ကိုကျင့်လို့အမှန်တရားကိုသိမြင်တဲ့အခါမှာထိုစိတ်ဆွဲလန်းမှုတွေရဲ့အရင်အမြစ်ဖြစ်တဲ့အခြေခံဝိမြစ်နှစ်ခုလို့ခေါ်တယ်အဝိဇ္ဇာနဲ့တဏှာဒီနှမျိုးဟာလုံးဝကင်းလွတ်သွားမှာအဝိဇ္ဇာကိုလည်းဖယ်နိုင်တယ်တဏှာကိုလည်းဖယ်နိုင်တယ်ဝိမြစ်နှစ်ခုစလုံးကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်အခုပြောတဲ့စိတ်ဆွဲလန်းမှုတွေဟာလုံးဝပျောက်ကင်းသွားမှာဖြစ်တယ်ပေါ့ဒါဟာမြတ်ဗုဒ္ဓပွင့်တော်မူတဲ့အခါမှာရနိုင်တဲ့အခွင့်အလမ်းကြီးပဲဖြစ်တယ်ဝိပဿနာတရားဟာဘယ်ဘာသာကမှမဟောနိုင်တဲ့တရားဖြစ်တယ်ဒါမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့မဟာပရိနိဗ္ဗာန်သုတ်မှာသုဘဒ္ဓပရပိုက်ကြီးရဲ့အမေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကတိတိပပမိန့်ကြားခဲ့ဖြစ်တယ်မြတ်စွာဘုရားရဲ့ဘဝ52နှစ်ကာလအတွင်းမှာဝိပဿနာတရားကိုအပြည့်အစုံမပြောနဲ့တစိမ့်တသေးသားတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တခြားဘာသာမှာမရှိဘူးလို့52နှစ်ဆိုဒီမှာတောထွက်ပြီးတရားကျင့်တာက6နှစ်ဖျားဖြစ်ပြီးတရားဓမ္မလှည့်တဲ့ဟောပြောတာက45နှစ်ပေါင်းလိုက်တဲ့အခါ52နှစ်အဲ့ဒီ52နှစ်ဓမ္မကျင့်သုံးတဲ့ခေတ်အတွင်းမှာဝိပဿနာတရားကိုတစိမ့်တသေးသားလေးတောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဝိပဿနာတရားဆိုတာဘယ်လမ်းကြောင်းကသွားတာတုံးဆိုရင်မဂ္ဂင်၈ပါးလို့ဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းကသွားတာဖြစ်တယ်အမှန်၈ချက်နဲ့သွားရမှာပဲအမှန်မြင်ခြင်းအမှန်တွေးတောခြင်းမှန်တွေးတောတဲ့အတိုင်းမှန်တာကိုသာပြောခြင်းမှန်တာကိုသာလုပ်ခြင်းအသက်မွေးမှုမှန်ကန်ခြင်းကြိုးစားအထောက်မှုမှန်ကန်ခြင်းအာယုစူးစိုက်မှုမှန်ကန်ခြင်းနဲ့စိတ်တည်ငြိမ်မှုမှန်ကန်ခြင်းလို့ဆိုတဲ့အမှန်အကန်၈ချက်နဲ့ဝိပဿနာလမ်းစဉ်ကိုချမှတ်ပြီးထိုဝိပဿနာလမ်းကြောင်းကနေသွားတဲ့အခါမှာပြည့်စုံတဲ့အမှန်၈ချက်သည်တစ်ချက်တည်းကဲ့သို့ဖြစ်သွားပြီးမက္ခဆိုတဲ့နာမည်နဲ့စိတ်ဆွဲလန်းမှုတွေအားလုံးကိုဖယ်ရှားပြစ်နိုင်တာပဲဖြစ်တယ်အေးဒါကြောင့်ဒီစိတ်ဆွဲလန်းမှုတွေဟာလူလောကမှာဘလောက်ဒုက္ခပေးတယ်လဲဆိုတာလေးကို950မှာပါရှိတဲ့အတိုင်းမတဏှာယူချဖို့နံပါတ်1ကမနာလိုဝန်တုစိတ်အဲ့ဒီမနာလိုဝန်တုစိတ်ဟာလူလောကကြီးကိုတဦးနဲ့တဦးမတည့်အောင်အချင်းချင်းကွဲပြားအောင်သွေးခွဲနေတာသူပဲဖြစ်တယ်ပေါ့မနာလိုမရှုစိတ်လို့ဆိုတဲ့အိတ်တတရားဟာဒေါသနဲ့ရှင်တွဲလာတာဖြစ်သည့်အတွက်ကြောင့်မုန်းတိမှုတွေရွှန်ရှာမှုတွေနဲ့လောကကြီးကိုပျက်စီးအောင်လုပ်တဲ့ထဲမှာကြီးမားတဲ့လက်သည်တရားခံပဲဖြစ်တယ်အဲ့ဒီမှာမနာလိုဝန်တိုခြင်းလို့ဆိုတဲ့အိတ်တာမနာလိုဝန်တိုစိတ်ဆွဲကြုံတွေးခဲ့ရတဲ့ပုဂ္ဂိုလ်တို့ရဲ့ဘဝဇာတ်လမ်းကိုပြန်ပြီးတော့ပြောထားတာသူကဘာတော့ဆိုမနာလိုဝန်တိုမှုဖြစ်เสียရတဲ့အကြောင်းမျိုးစုံရှိတဲ့ထဲမှာဒီနေရာမှာအဖြစ်များတဲ့သူ့ဘဝအတွေ့အကြုံကိုပြောမှာဖြစ်တယ်အဋ္ဌိယကာရဏရာဇပဏပိသိပရောဟိတ
သောမံအဋ္ဌိနိဝေဒေတိတတ္တမဟံအနုတ္တုယကောဘဝအတွေ့အကြုံတစ်ခုအနေနဲ့သူကပြောတာအဲ့ဒီဇာလံလေးကဘုရင်ကြီးတစ်ပါးရဲ့အတွေ့အကြုံပဲဖြစ်တယ်ပါရဏသီမြို့ကဘုရင်ကြီးတစ်ပါးဟာချွန်ပေါ်လှပတဲ့အက္ခမဟေတိဒေဝီမိဖုရားကိုမြောက်စားပြီးမောမမိတ်တံထောင်ချီရှိတဲ့ထဲကထိုမိဖုရားကြီးကိုဥစားပေးခဲ့တယ်မိဖုရားကြီးကဘုရင်ကြီးကိုအခွင့်အရေးတစ်ခုတောင်းတယ်ဘုရင်ကြီးကအဆုပေးတဲ့အခါမှာသူကအခွင့်အရေးတစ်ခုတောင်းတယ်ဘာတောင်းလို့ဆိုရင်သူမှတပါဘယ်အမျိုးသမီးနဲ့မှမပတ်သက်ရဘူးဆိုတောင်းတယ်နော်ဘုရင်ကြီးကအစပထမတော့ညင်းတယ်ပြောပါပြားတဲ့အခါကျတော့သူ့ရဲ့စိတ်ဓာတ်ပြောကြမှုနဲ့လိုက်လျောလိုက်တယ်ပေါ့အဲ့ဒီလိုက်လျောလိုက်တဲ့မိဖုရားကြီးဟာသူ့ပေါ်သစ္စာရှိလားဆိုတာကြည့်ဒီမိဖုရားကြီးပေါ်မှာသူဟာမနာလို့ဝန်တို့စိတ်တွေအများကြီးဖြစ်ခဲ့တယ်ဖြစ်ပြပုံဇာလံကတော့ဘာတော့ဆိုတိုင်းပြည်မှာစီရေးကိစ္စရှိလို့ဘုရင်ကြီးကစစ်ထွက်မယ်စစ်ထွက်တဲ့အခါမှာမိဖုရားကြီးကသူ့ဘာအတူလိုက်ဖို့တောင်းဆိုတယ်သို့တော့ဘုရင်ကြီးကစီရေးစရာဆိုတာအသက်ကိုအနံ့ပြီးတော့ရင်ကိုမြေကရုံးလုပ်ပြီးသွားရတဲ့ကိစ္စမျိုးဆိုမျိုးသမီးတွေမလိုက်သင့်ဘူးဒါကြောင့်ဘုရင်ကြီးကမလိုက်ဖို့နားချတဲ့အခါမိဖုရားကြီးကဘာတောင်းဆိုပြန်တော့ဒီလိုဆိုရင်နေ့စဉ်သူနဲ့ဆက်သွယ်မပြတ်ဖို့ခုခေတ်ဆိုရင်တော့တယ်လီဖုန်းဆက်လို့ရတာပေါ့အဲ့ဒီခေတ်ကတော့တမန်လွှတ်ရမှာဖြစ်တယ်လူတယောက်စိတ်လွှတ်မှာဖြစ်တယ်သတင်းစကားပြောဖို့ရအတွက်ဘယ်စခန်းရောက်ပြီးဘာတွေလုပ်တယ်ဒုက္ခဒုက္ခအောင်မြင်မှုဆုံးရှုံးမှုဆိုတာတွေရှေ့တန်းထွက်တဲ့အခါမှာဒီသတင်းကိုသူနေတိုင်းရခြင်းနဲ့ဆိုဘုရင်ကြီးကစခန်းတစ်ထောက်ရောက်တိုင်းလူတယောက်လွှတ်တယ်မိဖုရားကြီးစီလွှတ်ရတယ်အသွားမှာ36စခန်း36ယောက်ကိုလွှတ်လိုက်တယ်ထို့တူပဲအပြန်မှာလည်းပဲ32စခန်း32အပြန်မှာလည်း32ယောက်ကိုလွှတ်တယ်အသွားမှာလည်း32ယောက်ကိုလွှတ်တယ်အလုံး64ယောက်မိဖုရားရှိစီတမန်လွှတ်ရတည်င်းပြောဖို့အတွက်တမန်လွှတ်ရနောက်ဆုံးဘုရင်ကြီးကအောင်မွေးရလို့တိုင်းတော်ပြည်တော်ပြန်လာတဲ့အခါမှာအာကိုယုံကြည်ရတဲ့ပရောဟိတ်ကြီးကိုဘုရင်ဆိုတာအခမ်းအနားနဲ့အောင်မွေးရလာတဲ့အခါမှာမြို့ကိုအခမ်းအနားနဲ့ဝင်ရမှဖြစ်သည့်အတွက်ကြောင့်ပြင်ပမှာဒီတိခက်တဲနန်းလို့ခေါ်တဲ့ယာယီစံနန်းဆောက်ပြီးတော့ခန်းချမိဖုရားရှိစီသတင်းပို့ဖို့အဲ့ဒီအချိန်မှာပရောဟိတ်ပုံနာရုပ်ရည်ဆင်းကအလွန်လှပတဲ့ပရောဟိတ်ပုံနာကြီးမိဖုရားရှိစီသတင်းပို့ဖို့စီမံလုပ်ဖို့လွှတ်လိုက်တယ်ပြောရမယ်ဆိုရင်အဲ့ဒီပရောဟိတ်ပုံနာကြီးနဲ့ပတ်သက်ပြီးအလုံးမိဖုရားကြီးရဲ့အကျင့်စာရိတ္တတွေအကုန်ပေါ်လွန်သွားတယ်ပရောဟိတ်ပုံနာကြီးရောက်တဲ့အခါကျတော့မိဖုရားကြီးကပရောဟိတ်ပုံနာကိုကြည့်ပြီးတော့သူနဲ့ပျော်ပါဖို့တောင်းဆိုတယ်ပရောဟိတ်ပုံနာကဒီကိစ္စမျိုးသူဘယ်တော့မှမလုပ်ဘူးသူသိက္ခာသူထိန်းတယ်မလုပ်ပြရစေနဲ့တန်တန်တောင်းမှမရတဲ့အခါမှာနောက်ဆုံးမိဖုရားကြီးကအကောက်ကြံပရောဟိတ်ပုံနာကိုတေချောင်းကြံတ
တေချောင်းကြံပြီးဘုရင်ကြီးရောက်လာတဲ့အခါမှာတဏ္ဍဥတင်တယ်ပေါ့ပရောဟိတ်ပုံနာကသူ့ကိုစော်ကားပါတယ်ဆိုတဲ့လီဆယ်ပြီးတိုင်တန်းမှုလုပ်တယ်အဲ့ဒီမှာဒီချိန်မှာဘုရင်ကြီးရဲ့ဝန်တိုစိတ်တွေပြင်းထန်ချက်ချင်းပေါက်ကွဲလာအဲ့ဒီဝန်တိုစိတ်ဆိုတာအဲ့ဒါနော်သူမိဖုရားကြီးကိုစော်ကားတယ်လို့လည်းသိလိုက်ရောဘုရင်ကြီးရဲ့ဝန်တိုစိတ်ဟာအလုံးကိုပြင်းထန်ချက်ချင်းပရောဟိတ်ပုံနာကိုဖမ်းဖို့အမိန့်ပေးတယ်ဖမ်းပြီးတော့သေဒဏ်ချမှတ်လိုက်တယ်သို့သောပရောဟိတ်ပုံနာကြီးကအသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တော့ဖမ်းဆီးပြီးတတ်မဲ့မေမှုတန်းတွေကိုအကျိုးအကြောင်းပြောပြတယ်ဘုရင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေငါစီမံနေတာဖြစ်တော့ဘုရင်ကြီးထားတဲ့ပစ္စည်းဥစ္စာတွေမြုပ်နှံထားတဲ့ငွေကြေးဒဏတွေအဲ့ဒါတွေကိုငါဘုရင်ကြီးကိုပြောခဲ့မှဖြစ်မယ်ငါသိတာအရေးမကြီးဘူးငါမပြောခဲ့လို့ရှိရင်တိုင်းပြည်အတွက်ဆုံးရှုံးနေမယ်အဲ့ဒါကြောင့်ဘုရင်ကြီးနဲ့ငါ့ကိုတွေ့ခွင့်ပေးပြီးတော့မှငါ့ကိုဘုရင်အမိန့်တိုင်းတတ်ဖို့ဆိုတော့အဲ့ဒါကိုလက်ခံပြီးဘုရင်ကြီးစီရောက်သွားတဲ့အခါဘုရင်ကြီးကပရောဟိတ်ပုံနာကြီးလည်းမြင်လိုက်ရောဘာကြောင့်ဒီလိုရုံးမာတဲ့အလုပ်တွေလုပ်ရတာလဲလို့မေးတဲ့အခါမှာအဲ့ဒီမှာပရောဟိတ်ပုံနာဘုရင်ကြီးကိုလျှောက်ထားတယ်ကျွန်တော်မျိုးဟာတုတ္တိယလို့ခေါ်တဲ့ပုံနာမျိုးကလာတဲ့ပုဂ္ဂိုလ်ဟာသူများအသက်တတ်ခြင်းကလည်းရှောင်ကျင်ပါတယ်သူများဥစ္စာမတရားယူခြင်းကလည်းရှောင်ကျင်ပါတယ်သူတော်ဘာတမယာပြမှားခြင်းကလည်းလုံးဝရှောင်ကျင်တယ်လိမ်ပြောတယ်ဆိုတာလည်းဘယ်အခါမှမလုပ်ဘူးအယက်သေးစာတောက်စားခြင်းလည်းပဲခင်းတယ်ဘယ်သောအခါမှမဟုတ်တဲ့အလုပ်ကိုသူမလုပ်တာမှန်ပါတယ်တကယ်လုပ်တာကတော့သေမင်းကြီးကနေပြီးတော့အသွားပြန်လွတ်လိုက်တဲ့64ယောက်သောတမန်တော်တွေနဲ့ဟောဒီမိဖုရားကြီးကဖောက်ပြန်ခဲ့တာဒါသာလင်းဖြစ်ပါတယ်မယုံလို့ရှိရင်ဆင့်ခေါ်ပြီးတော့စစ်မေးပါဟောအဲ့ဒီဆင့်ခေါ်ပြီးစစ်မေးတဲ့အခါမှာဒီအမှုကပေါ်သွားတယ်ဟောဒီအမှုပေါ်သွားတယ်အဲ့လိုပေါ်တဲ့အခါမှာဒီပရောဟိတ်ပုံနာကြီးကဘုရင်ကြီးကိုနာချတယ်ရှင်မင်းကြီးဘယ်သူကမှအပြစ်မတင်ပါနဲ့ဒီလိုပဲလောကမှာဖြစ်တတ်တဲ့ကိစ္စတွေအများကြီးဖြစ်ပါတယ်သူ့ကိုအပြစ်မတင်သလို64ယောက်သောတမန်တော်တွေကိုလည်းအပြစ်မတင်ပါနဲ့နောက်ဆုံးမှာမိဖုရားကြီးကိုလည်းပဲအပြစ်မတင်ပါနဲ့လောကသဘာဝမှာဖြစ်တတ်တဲ့စိတ်ဆွဲလန်းမှုတွေကြောင့်ဖြစ်တဲ့အရာတွေသာဖြစ်ပါတယ်ဆိုပြီးဘုရင်ကြီးကိုနားချတော့ဘုရင်ကြီးကလက်ခံသွားတယ်လက်ခံသွားပြီးတော့သူဟာငါအခုလို့ပရောဟိတ်ပုံနာကြီးကိုတတ်ဖို့ကြိုးစားတယ်64ယောက်သောလူတွေကိုတတ်ဖို့ကြိုးစားတယ်မိဖုရားကြီးကိုလည်းတတ်ပြစ်ဖို့ကြိုးစားတယ်အခုလို့ပြစ်မှုတွေကိုစီရင်ဖို့စိတ်လိုက်မှန်လိုက်ငါဟာစီမံဆုံးဖြတ်ခဲ့တာအဓိကတော့မိဖုရားကြီးပေါ်မှာဝန်တိုခြင်းကြောင့်ဖြစ်တယ်ဆိုတာသူကသူစဉ်းစားမိလားဝန်တိုစိတ်ဟာဘလောက်ဆိုးတယ်နော်ဒီကနေ့ခေတ်မှာလည်းလူတိုင်းဝန်တိုတယ်ဆိုတာတူတယောက်ချီးပွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တတ်တယ်ကိုယ်ရဲ့တာသွားရင်လည်းမနာလို့ဝန်တိုစိတ်ဖြစ်တယ်ရှင်ပြိုင်သူအချင်းချင်းမှလည်းပဲအနိုင်ရသူကိုရှုံးသူကဝန်တိုစိတ်ဖြစ်တတ်တယ်ဝန်တိုစိတ်တွေဟာလူအတိုင်းဝိုင်းတစ်ခုလုံးကိုလွှမ်းမိုးထားသလိုဘယ်လူမျိုးပဲအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ဝန်တိုစိတ်ကိုအကြောင်းပြုပြီးတော့တတ်ကြတယ်ဖြတ်ကြတယ်ပြစ်မှုတွေကျူးလွန်ကြတယ်ဆိုတာထင်ရှားတယ်လေဒါတူနဲ့တူမတည့်ကြတာတို့ဘဝမှာချမ်းချမ်းသာသာနေချင်တော့လဲမနေနိုင်တာတို့ဟောဒီမနာလိုဝန်တိုမှုဆိုတဲ့အိတ်တာ
ပြစ်တင်လို့မှုဆိုတဲ့ဒီသဘာဝတရားဟာလူလောကကြီးတစ်ခုလုံးကိုရုပ်ပြက်ဆင်းရဲဖြစ်အောင်လောကကြီးရဲ့လူသားတွေရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးနေတဲ့တရားသာဖြစ်တယ်ဘုရင်ကြီးကအလေးနဲ့ထားပြီးတော့စဉ်းစားတယ်စဉ်းစားပြီးတဲ့အခါမှာဒီကိစ္စအခုလိုဖြစ်ခြင်းသည်မနာလိုဝန်တိုခြင်းကြောင့်ဖြစ်တာဖြစ်လို့တဲ့ဒီကနေ့ဒီအချိန်ကစပြီးတော့အရတ္တဖို့ယဟနာဖြစ်သူမရောက်မချင်းတဲ့ကိလေသာကိုအကြောင်းပြုပြီးဖြစ်တဲ့ဟောဒီဝန်တိုစိတ်ဟာငါတဏ္ဍာမှာဘယ်တော့မှမဖြစ်ပါစေနဲ့လို့ဆုံးဖြတ်ချက်ချတယ်အဋ္ဌဒါဟာဖယ်ရှားခြင်းတစ်မျိုးပဲနော်ငါမှဝန်တိုစိတ်ဆိုတာဘယ်တော့မှမဖြစ်စေရဘူးဒီဝန်တိုစိတ်မဖြစ်အောင်အခုချိန်ကနေစပြီးတော့ဝန်တိုစိတ်ကိုသူ့ရင်ထဲကထုတ်ပြစ်မယ်ဘယ်ဘဝမှာဝန်တိုစိတ်ဆိုတာမလာစေရဘူးလို့တည်ငါအားဖြင့်ဝန်တင်ငါစိတ်ကိုချိုးနိုင်ပြလိုက်တယ်တကယ်တော့ရှမ်းတာမဖြစ်သေးလို့ရှိရင်ဝန်တိုစိတ်ကလောင်သို့တော့အိတ်တာဆိုတဲ့တရားကိုသောတပန်ဖြစ်ရင်ပဲဖယ်ရှားလို့ရသွားပြီသောတပန်ကအိတ်တာနဲ့မစ္စရိယကိုဖယ်ရှားတယ်လို့စာပေကျမ်းကမှာဆိုသောတပန်ဖြစ်ရင်ကိုပဲမနာလိုဝန်တိုစိတ်ဟာဖယ်ရှားပြီးသားဖြစ်သွားတယ်သို့တော့သောတပန်မှာမနာလိုဝန်တိုစိတ်နဲ့တွဲနေတဲ့ဒေါသဆိုတာကိုတော့မဖယ်ရှားနိုင်သေးဘူးအဲ့ဒီမနာလိုဝန်တိုစိတ်ဟာလူတွေရဲ့အတိုင်းဝိုင်းကိုဖြစ်စည်းနေတဲ့လွှမ်းမိုးချုပ်ကင်နေတဲ့တရားစိုးအညစ်အကြေးမျိုးသာဖြစ်တယ်စိတ်ထဲမှာဖြေပြောက်ဖို့ခက်တယ်စိတ်ဆွဲလန်းမှုတစ်မျိုးပဲဖြစ်တယ်ဒါကြောင့်ဒီဗာရဏသီဘုရင်ကြီးဟာတတိနဲ့ပညာနဲ့ဒီနှစ်ခုကိုယ်မှာဖြစ်နေတဲ့အရာကိုအာယုံစိုက်တာကတတိအိတ်တာရဲ့အပြစ်နဲ့အိတ်တာမရှိခြင်းဝန်တိုအိတ်တာမရှိခြင်းရဲ့အကျိုးမနာလိုဝန်တိုခြင်းရဲ့အပြစ်မနာလိုဝန်တိုမှုကင်းခြင်းရဲ့အကျိုးဆင်ញင်သုံးသပ်ပြီးတော့အိတ်တာတရားဘယ်တော့မှမဖြစ်စေဘူးဆိုပြီးအဋ္ဌပြီးစိတ်ဆုံးဖြတ်တဲ့အခါမှာသူဟာနောက်ဘဝတစ်ခုရောက်လာတဲ့အခါမှာဘယ်တော့မှဝန်တိုစိတ်သူ့မှာမဖြစ်တော့ဘူးဒါဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝတစ်ခုရောက်တဲ့အခါမှာလည်းပဲသူ့ရဲ့မနာလိုဝန်တိုစိတ်ဆိုတာမရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကိုရောက်လာသူဟာစိတ်ဆွဲလန်းမှုတစ်ခုကိုအောင်နိုင်လိုက်တဲ့ပုဂ္ဂိုလ်တစ်ခုပဲဖြစ်တယ်ပေါ့နော်ဒါယဟန္တာဖြစ်ပြီးတော့ဖယ်ရှားနိုင်တာမဟုတ်ဘူးဆုံးဖြတ်ချက်တစ်ခုနဲ့ပဲသူမနာလိုဝန်တိုစိတ်ကိုအောင်နိုင်လိုက်တဲ့ပုဂ္ဂိုလ်ဆိုဘုန်းကြီးတို့တွေလည်းကိုယ်စိတ်ကိုဆုံးမပြီးတော့မနာလိုဝန်တိုစိတ်မျိုးငါမှမဖြစ်စေရဘူးမုရိဒာဆိုတဲ့တရားကိုအလေးနဲ့ထားပွားများအထုတ်ခြင်းဖြင့်ဖယ်ရှားပြရမှာပဲဖြစ်တယ်ဒီစိတ်ဆွဲလန်းမှုကိုဖယ်ရှားနိုင်မှုကြွားမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဆိုတာလက်တွေ့ကျင့်သုံးမှအကျိုးသက်ရောက်မှုဖြစ်တယ်ကိုယ်ွယ်ဖို့ပူဇော်ဖို့တဲ့ကိုယ်တိုင်ကျင့်သုံးမှုအတွက်မြတ်စွာဘုရားဟောတာဖြစ်တယ်ဒါကိုသတိထားရမှာပေါ့နော်နောက်တစ်ခုကတော့လူတွေရဲ့စိတ်မှာအယက်သေးစားတောက်စားတဲ့အခါမှာဆွဲလန်းသွားတယ်မတော့ရမနေနိုင်တဲ့အနေအထားမျိုးရောက်ပြီးတော့နော်ဆွဲလန်းတတ်တယ်ဆိုတာအလုံးအသိပဲမူရစေဝါတွေကဆွဲလန်းတတ်တယ်အယက်သေးစားတောက်စားမှုပါလေဆွဲလန်းတတ်တယ်တချို့များဆိုရင်သေသည်ထီအောင်မဖြတ်နိုင်လောက်အောင်ဆွဲလန်းပြီးတော့သွားရတယ်စိတ်ဆွဲလန်းမှုတစ်မျိုးတည်းမှာအယက်သေးစားပေါ်မှာဆွဲလန်းခြင်းဟာပြင်းထန်တယ်လို့အယက်သဘောကိုနဲ့ဒီခုံချုပ်တာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲဒီဇလန်နဲ့မှာပါတဲ့ခုနကဗာရဏသီမြင်းဘဝကနေပြီးစောင့်တည်ခဲ့တဲ့ပုဂ္ဂိုလ်ဟာဘဝတစ်ခုမှာအယက်သေးစားတောက်စားလို့တဲ့ဆွဲလန်းမှုကိုသူဖယ်ရှားနိုင်ခဲ့တယ်ပေါ့နော်သူ့ရဲ့အဋ္ဌဖြင့်ဒီစိတ်ဆွဲလန်းမှုကိုအောင်နိုင်အောင်လုပ်ခဲ့မှုတယ်သူ့ရဲ့ဘဝအတွေ့အကြုံကိုပြန်ပြီးတော့ပြောတဲ့အခါမှာမတ္တောအဟံမဟာရာဇ
ဗုဒ္ဓမန္တာနိခါရယေတတသောကိနဟံဖုတ်ထောမစ္ဆပန္နဝိဝေစယေသူဟာအယက်သေးစာကိုဘာကြောင့်ဒီဘဝတည်းမကဘူးဘဝဆက်ဆက်မှာအယက်မုန်းသွားတဲ့ပုဂ္ဂိုလ်အယက်ဆွဲလန်းမှုကိုဖယ်ရှားတွန်းလှန်လိုက်တဲ့ပုဂ္ဂိုလ်ဘာကြောင့်ဖြစ်ရသလဲဆိုအတူချုပ်ကသူဟာအယက်မူးပြီးတော့သူ့သားကိုတတ်ပြီးတော့သားရဲ့အသားနဲ့ပွဲတော်တီးခဲ့ဘူးတယ်ကိုချစ်လဆိုတော့သားလေးရဲ့အသားနဲ့အယက်မူးနေတဲ့အချိန်မှာကိုသားကိုတတ်စားခဲ့တာကြောင့်မို့ဒီအယက်ရဲ့ဆိုးဝါးမှုကိုသူသိပြီးတော့ဘယ်သောခါမှယန္တာမဖြစ်မချင်းနော်ဒီလိုဘဝကိုပျက်စီးစေတတ်တဲ့အယက်ဆိုတာငါဘယ်တော့မှမတောက်တော့ဘူးလို့ဘဝတစ်ခုမှာသူဟာမြေမှုန့်ကိုမျက်နှာကိုတုပ်လိမ့်ပြီးတော့သေချာပေါ့အဋ္ဌံခဲ့တာဖြစ်တယ်ဒါသူတို့ခေတ်ကပေါ့တခုလုံးတော့မယ်ဆိုရင်မြေကြီးကိုတက်တည်တည်တဲ့အနေနဲ့မြေမှုန့်ကိုလက်နဲ့ယူပြီးတော့မျက်နှာကိုပုတ်ပြီးတော့ဘယ်တော့မှဒီဟာကိုမကျူးလွန်တော့ဘူးအခုကတော့လက်တန်းချင်းချိတ်ပြီးတာတို့လက်ဝါးချင်းရိုက်ပြီးတော့လောက်ကြတာဒါတပါပေါ့နော်သူရှင်ကျေးမှုနဲ့သူလောက်ကြအဲ့တော့အဖြစ်ပြက်ကဒီလိုဗာရဏသီဘုရင်ဖြစ်ခဲ့တော့ကသူဟာအယက်မရှောင်နိုင်တဲ့အယက်အမြဲတမ်းဆွဲလန်းနေတဲ့ဘုရင်ကြီးတူဖြစ်ခဲ့တယ်အမြဲတမ်းအယက်နဲ့ပဲပျော်မွေ့ပြီးတော့နေတယ်တနေ့ကျတော့အဖြစ်ဆိုးတစ်ခုကဘလို့ကြုံသွားတော့ဆိုသူ့မှာသားကလေးတူထွန်းကားထားတယ်ကလေးပေါက်စားအလွန်ငယ်သေးတဲ့အရွယ်လေးတရက်မှာသူဟာအရဲကြိုက်တယ်လို့အသားလည်းအလွန်ကြိုက်တယ်ဥပုသ်နေ့တရက်မှာသူကိုယ်တိုင်အမိန့်ထုတ်ထားတာအသားမပေါ်ရဘူးမာခာတသမယလို့ခေါ်တယ်ဘုရားမှာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတရားတွေကိုမတတ်ရဘူးအသားမပေါ်ရတဲ့နေ့ဆိုပြီးတော့သတ်မှတ်ပေးထားရှိတယ်အဲ့တော့ဘုရင်ကြီးကလည်းအသားမပါရင်ပွဲတော်မတည်ဘူးဖြစ်သွားပုံကတော့စရောခဲကကျွတ်တင်ပြီးတော့အသားကိုတရက်ဝယ်ထားတယ်အခုခေတ်လိုရေခဲတက်တာကရှိတာမဟုတ်ဘူးလေအသားကိုလာပြည့်နေလို့ဥပုံနေမှာအသားမတတ်ရဘူးဆိုတဲ့အခါမှာအဖိတ်နေလို့ကအပူဝယ်ထားတယ်သို့တော့သူဝယ်ထားတဲ့အသားသေးသေးချာချာမသိမ်းတော့ဘုရင်မွေးထားတဲ့ခွေးတွေဝင်စားသွားတယ်နောက်ရက်ဘုရင်ကြီးကပ်ဖို့ဆက်ဖို့အသားမရှိတော့ဘုရင်ကြီးကလည်းအသားမပါရင်ဘယ်တော့အခါမှပွဲတော်မတည်ဘူးဆိုတော့စရောခဲဟာအကြက်ရိုက်ပြီးမိဖုရားရှိသွားပြီးတော့အကြံဉာဏ်တောင်းတယ်သူ့မှာအသားလည်းမရှိဘူးနှစ်ဖြင့်ကအသားမပါရင်ဘုရင်ကြီးကလက်ခံမှာမဟုတ်ဘူးအဲ့ဒါဘယ်လိုလုပ်ရမလဲဆိုမိဖုရားကြီးကအကြံပေးတယ်အေးဘုရင်ကြီးကသူ့သားလေးတွေ့လို့ရှိရင်ကြံတာအလုံးကိုမေ့နိုင်တယ်သားကလေးနဲ့ပဲဒီချော့မြူပြီးတော့ကြံတာတွေအကုန်လုံးမေ့သွားနိုင်တယ်အဲ့တော့ပွဲတော်တည်တဲ့အချိန်မှာငါကသားလေးယူပြီးဘုရင်ရဲ့ပေါင်းမောတင်ပေးထားမယ်အဲ့ဒီအချိန်မှာမင်းပွဲတော်ဆက်အဲ့ဒီအကြံဉာဏ်တိုင်းစားတော့ကဲကခက်လန့်လန့်နဲ့အသားမပါတဲ့ပွဲတော်ကိုတည်လာဒီအချိန်လေးမှာမိဖုရားကြီးကသားကလေးကိုချီလာပြီးဘုရင်ကြီးပေါင်းမောတင်ပေးလိုက်တယ်ဘုရင်ကြီးကသားကလေးမြင်ကြတဲ့ဟာသူကသားကလေးကလွယ်လို့ဘာမှအာရုံမဆိုင်ဘူးသို့တော့စရောကဲရောက်လာပြီးတော့ထမင်းပွဲကိုကြည့်လိုက်တဲ့အခါမှာအသားမပါတာတွေ့တယ်အရက်ကလည်းမူးနေပြီမူးနေအောင်တောက်ထားတာဘာမှတတိမရှိတော့ဘူးအဲ့ဒီအချိန်မှာအသားပဲ့မလဲလို့ဆိုတော့ဒီနေ့ဟာဥပုသ်နေ့အသားမပေါ်ရတဲ့နေ့ဖြစ်သည့်အတွက်ကြောင့်အသားမပါနိုင်ပါဘူးလို့ရှောက်တဲ့အခါမှာသူ့သားလေးကိုလက်ကုပ်ချိုးပြီးရော့ခုချက်ချင်းချက်ခဲ့ဆိုသားလေးကိုတတ်ပြီးတော့
ချက်ခိုင်းလိုက်တယ်ဘုရင်ကြီးကိုကြောက်လို့ဘယ်သူမှမပြောရဲဘူးငိုလည်းမငိုရဲကြဘူးတာကလေးဟာအချောင်ဘုရင်ကြီးပွဲတော်စာဖြစ်သွားတယ်နော်သိဆုံးပြီးတော့အဲ့လိုသားရဲ့အသားကိုစားပြီးတော့နောက်တည့်ရက်နဲ့အမူးပြေတဲ့အခါကျတော့ငါသားလေးပဲမရုံးခေါ်ခဲ့ကြလို့ဆိုတဲ့အခါမှာမိဖုရားကြီးကအဲ့ဒီကြတော့ငိုကြွေးပြီးတော့ညာကအဖြစ်ဖြစ်ကိုပြောရတာဖြစ်တယ်အဲ့ဒီအချိန်မှာဘုရင်ကြီးဟာစိတ်နှလုံးဘလောက်ဒုက္ခရောက်သွားတယ်သူဟာပဂရိစိတ်နဲ့ဆိုရင်ဒီသားလေးကိုတတ်ရမှာမဟုတ်ဘူးအရက်မူးနေသည့်အတွက်ကြောင့်ဒီကလေးကိုတတ်လိုက်တယ်တတ်ရုံနဲ့မကဘူးသူ့သားရဲ့အသားကိုတောင်စားတယ်ဆိုတော့ဒီအဖြစ်ဆိုးကြီးဟာအယက်သေးစာတောက်ဆရာခြင်းကြောင့်ဖြစ်တာဒါကြောင့်မို့အယက်သေးစာအခုလိုအဖြစ်ဆိုးနဲ့ကျုံစေတတ်တဲ့ဘဝမှာဘာကိုမှမစင်စားနိုင်တော့အောင်ပျက်စီးသွားတဲ့အယက်မျိုးကိုငါဒီကနေ့ကစပြီးဘယ်တော့မှမတောက်တော့ပါဘူးလို့ဒိဋ္ဌာန်လိုက်တာအဲ့ဒီဒိဋ္ဌာန်လိုက်သည့်အတွက်ကြောင့်အဲ့ဒီဘဝကစပြီးတော့အခုနောက်ရောက်လာတဲ့ဘဝတွေထီအောင်သူဟာဘယ်တော့မှအယက်မတောက်တဲ့လူဖြစ်သွားတယ်ဒါအဋိဋ္ဌာန်ယုံနဲ့ပဲဒီလိုစိတ်ဆွဲလမ်းမှုတစ်ခုအောင်မြင်ခဲ့တယ်ဒီစိတ်ဆွဲလမ်းမှုဆိုတာအလွန်ကြီးတာတချို့ဆိုကိုမစားပါနဲ့ကွန်းရဖြတ်ခိုင်းတာတော့မဖြတ်နိုင်ကြဘူးနော်အရက်မပြောနဲ့ကွန်းရလဲဆွဲရထားပဲလူတွေမှာအဲ့တော့စိတ်ဆွဲလမ်းမှုတွေဟာတစ်ခုနဲ့တစ်ခုတော့ဒုက္ခပေးတတ်တာတစ်မျိုးမဟုတ်တစ်မျိုးလူတွေကိုဒုက္ခပေးနိုင်အဲ့ဒီလိုအယက်သေးစာတောက်စားမှုကိုစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့သူဟာအောင်နိုင်လိုက်တဲ့အနေအထားမျိုးကိုရရှိခဲ့တယ်ဆိုတာသူ့ဘဝစာကြောင်းကိုခုလိုမှတ်တမ်းတင်ထားတာတရားချစ်ခင်သူတော်စင်အပေါင်းတို့ခင်ဗျာ Dose for Soul Channel မှာတရားတော်လာရောက်နာယူတော်မူတဲ့အတွက်တာဓုခေါ်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအသစ်တော်တရားထူတရားမြတ်များနာယူရန်အတွက် Dose for Soul Channel ကို Subscribe လုပ်ထားဖို့ဆော်ဩလိုက်ပါရစေခင်ဗျာ